အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုပုံလေးတွေကနေပြီးတော့အခုလိုဗီဒီယိုလေးတွေဖြစ်အောင်ဘယ်လိုဖန်တီးရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နည်းပညာအတူစားလေးတွေကိုမျှဝေပေးမဲ့သူပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင် Let's go Okay ပထမဆုံးအနေနဲ့ဖုန်းထဲမှာရှိရဲ့ Play Store လေးတွေကိုဝင်လိုက်ပါမယ် Okay ပြီးတဲ့အခါမှာ server လေးကိုနှိပ်လိုက်ပါမယ် Okay အဲ့ဒီမှာကျွန်တော်ဗာရိုက်ရှာရမယ်ဆိုတော့META မီတာပေါ့နော်ပြီးရင် AI ပေါ့နော်ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ် Okay ပါအပေါ်ဆုံးမှာတွေ့တဲ့ Meta AI ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးရင် install ဆိုတာလေးကိုနှိပ်လိုက်ပြီးကျွန်တော်တို့ download လုပ်ယူလိုက်ပါမယ် download လုပ်ပြီး install လုပ်ပါမယ် Okay ပါဒါဆိုစပြီးတော့ download လုပ်ယူနေပါပြီဒီနေရာမှာ line ကောင်းရင်တော့မြန်မယ်ပေါ့နော် line မကောင်းတဲ့လူတွေအတွက်ကတော့ခဏကြာကောင်းကြာပါလိမ့်မယ် Okay ပါခဏလေးစောင့်လိုက်မယ်ကျွန်တော်ကတော့စပြီးတော့ download လုပ်နေပါပြီ Okay ပါ Okay ဒါဆိုရင် download လုပ်ပြီးသွားပြီဒါဆိုရင်သူ install လုပ်နေပြီ Okay Okay လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်အကုန်လုံးထွက်လိုက်မယ်ထွက်ပြီးတော့စောစောက download လုပ်ပြီး install လုပ်ထားတဲ့ဒီ Meta AI လေးတွေကိုကျွန်တော်တို့ဝင်လိုက်မယ် Okay ပြီးရင်အမှ Custom with Meta AI ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ် Okay ပါဒီ Meta AI ကမိမိတို့ရဲ့ဖုန်းထဲမှာရှိရဲ့မိမိတို့ရဲ့ Facebook account တွေနဲ့လွယ်ကူစွာဝင်လို့ရပါတယ် Okay ကျွန်တော် Facebook account နဲ့ login ဝင်လိုက်ပါမယ် Okay ပါဒါဆိုရင်သူ login ဝင်သွားပြီဖြစ်ပါတယ် Okay အောက်က layer အဝိုင်းလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် Okay ဒီမှာကတခြားဟာတွေလည်းလုပ်လို့ရပါတယ်ကျွန်တော်တို့ကပုံကနေဗီဒီယိုလုံးမှာဖြစ်တဲ့အတွက်အပေါ်ဆုံးက create video from my photo ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် Okay ပါပြီးရင်မိမိလုပ်ချင်တဲ့ပုံကိုရွေးချယ်လို့ပြီးတော့ထည့်လို့ရတယ် Okay ကျွန်တော်ကဒီပုံလေးကိုရွေးလိုက်မယ် Okay ပါဒါဆိုရင်သူလုံဆောင်ပေးပါလိမ့်မယ်ခဏလေးစောင့်လိုက်မယ် Okay Okay ဒါဆိုရင်သူစပြီးတော့လုံဆောင်ပေးနေပါပြီဒီလိုလည်းပဲ line ကောင်းရင်တော့မြန်ပါတယ် line မကောင်းတဲ့လူတွေကတော့ကြာကောင်းကြာနိုင်ပါလိမ့်မယ် Okay ပါဒီ Meta AI ကဒီပုံကနေဗီဒီယိုပြောင်းတဲ့အခါမှာကျွန်တော်တို့ကြာချိန်က5စက္ကန့်ပဲရပါတယ်ဗီဒီယို5စက္ကန့်အဖြစ်သူပြောင်းလဲပေးပါတယ် Okay ဒါဆိုရင်သူလုံဆောင်လို့ပြီးပါတော့မယ် Okay ဒါဆိုပြီးဆုံးသွားပြီဘယ်လိုလေးထွက်လာမလဲဆိုတော့ဒီလိုပုံစံမျိုးလေးပေါ့နော်ပုံကနေဗီဒီယိုဖြစ်ပြောင်းသွားပါပြီအဲ့ဒါမှမကြိုက်ဘူးမိမိစိတ်ကြိုက်ပြင်ခြင်းနဲ့ဆိုရှင်နဲ့ပြင်လို့ရတယ်အောက်က reply to Meta AI ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်အပေါင်းလေးကိုနှိပ် galaxy ဆိုတဲ့လေးကိုနှိပ်ပြီးတော့စောစောကပုံလေးကိုပဲပြန်ထည့်မယ်ပေါ့နော်ပုံလေးကိုပြန်မထည့်လို့မရပါဘူးပြန်ထည့်ပါမယ်ပြန်မထည့်ရင်ပြန်မထည့်ဘဲနဲ့စာသွားရေးပြီးတော့လုပ်လို့မရပါဘူးခင်ဗျာ Okay ပုံလေးကိုပြန်ထည့်ပြီးတော့ဒီမှာစာလေးရေးလိုက်မယ်ကျွန်တော်ကနမူနာရေးပြန်မှာဖြစ်ပါတယ် Okay ကောင်လေးကပေါ့နော်လက်ထက်ကကင်ထားတယ်ပေါ့နော်ဒီစဘာပင်တွေကိုပေါ့ဒီမှာအဲ့လိုမျိုးအောက်ကိုလွတ်ပစ်လိုက်တဲ့ပုံစံမျိုးလေးဗီဒီယိုလုပ်ပေးပါဆိုပြီးတော့ကျွန်တော်ရေးလိုက်ပါမယ် Okay Okay ကျွန်တော်အောက်ကိုလွတ်ပစ်သလိုဗီဒီယိုလုပ်ပေးပါပေါ့နော်ဒါမျိုးလေးမြန်မာလိုရေးလိုက်ပါမယ် Okay ပြီးရင်မြားတွေကိုနှိပ်လိုက်မယ်Okay ခဏလေးစောင့်ပေးလိုက်ပါမယ်ဒါဆိုရင်သူလှုပ်ဆောင်ပေးပါလိမ့်မယ်Okay ဒါဆိုသူစပြီးတော့အောက်မှာပေါ့နော်လှုပ်ဆောင်ပေးနေပါပြီဒါလှုပ်ဆောင်ပေးနေပါတယ်ခင်ဗျာ Okay ပါခဏလေးစောင့်လိုက်မယ်ဒီ Meta AI ကတခုကောင်းတာကဘာလဲဆိုတော့ကျွန်တော်မြန်မာလိုရေးလို့ရတာပေါ့နော်မြန်မာလိုရေးလုပ်လို့ရပါတယ်အင်္ဂလိပ်လိုတွေဘာတက်စရာမလိုပါဘူး Meta AI ကမြန်မာလိုတော်တော်များများနားလည်ပါတယ်အဲ့တော့ကြောင့်မို့လို့မိမိလိုချင်တဲ့အတိုင်းမိမိလိုချင်တဲ့စိတ်ကူးတဲ့အတိုင်းမြန်မာလိုရေးလို့ရပါတယ် Okay ဒါလို့သုံးဆောင်ပြီးဖြစ်တဲ့အတွက်ဘယ်လိုပုံစံလေးထွက်လာမလဲဆိုကြည့်လိုက်အောင် Okay ဒီမှာလက်ထက်ကစပါးပင်အောက်ချလိုက်တဲ့ပုံစံဒီရရှိလာပါပြီ Okay ကျန်တဲ့ဆိုရင်ပုံလေးကိုနှိပ်ဗီဒီယိုလေးကိုထောက်လိုက်ပြီးတော့အပေါ်ဆုံးမှာရှိတဲ့အဆက်30ကိုနှိပ် save ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော် download လုပ်ယူထားလို့ရပါတယ်ခင်ဗျာရပါတယ် Okay ဒါဆိုသူ download လုပ်ပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ဒီလိုနည်းနဲ့ပေါ့နော်မိမိကြိုက်နေတဲ့ပုံလေးတွေကိုမိမိကြိုက်နေတဲ့လိုစိတ်ကူးတွေကအတိုင်းစာလေးတွေရေးပြီးတော့ဗီဒီယိုအဖြစ်ပြောင်းလို့ရပါတယ်ဒါပေမဲ့ဗီဒီယိုတစ်ခုတော့5စက္ကန့်ပဲရရှိပါတယ်ဒီလိုနည်းနဲ့စိတ်ကြိုက်လုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်